အာဆာကုဆာကိုဂိုင်းမပါမင်းနဲ့လာလဲမဲ့သူလေးတွေအတွက်လဲလို့ရမယ့်နေရာလေးတွေကိုပြောပြပေးသွားပါမယ်။အရင်ဆုံးတောက်ဖို့သွားနေရတော့ဆန်းစိုးချစ်တံပဲကိုသွားမယ်ဆိုရင်များသောအားဖြင့်ကင်းစာလန်ကိုစီးပါတယ်။ဒါပေမဲ့ကိုလာတဲ့နေရာပေါ်မှာမူတည်ပြီးတော့စီးရမှာဖြစ်တဲ့ကြောင့်မို့လို့ကိုရီးယားမက်ကနေပြီးတော့ရှာကြည့်လို့ရပါတယ်။များသောအားဖြင့်ကတော့အာဆာကုဆာ station မှာဆင်းပြီးတော့သူရဲ့ exit ကကျတော့ exit number 3ကနေထွက်လာတာပေါ့နော်။လမ်းတစ်လျှောက်မှာဆိုရင်တော့စားတောက်ဆိုင်မျိုးစုံကိုတွေ့ရပါလိမ့်မယ်။ဂျပန်ရိုးရာစားတောက်ကို try ကျင်တဲ့သူတွေအတွက်ကလာမန်ဆိုင်နေရဲ့မာချာပေါ့နော် try ကျင်တဲ့သူတွေကတော့မာချာရေခဲမုတ်မျိုးစုံရတဲ့ဆိုင်ပေါင်းစုံလေးမြင်ရပါလိမ့်မယ်။ဒီလိုမျိုးစားတောက်ဆိုင်တွေအပြင်မှာကီမိုနိုငားပေးတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်။ဒီလိုမျိုးလေးဝတ်ပြီးတော့ရိုက်လို့ရပါတယ်။ဆက်လက်ပြီးတော့ရှေးဟောင်းလူဆွဲရထားအကြောင်းလေးကိုပြပြပေးသွားပါမယ်။အာဆာကုဆာပေါ့နော်နေမြေထဲမှာဆိုရင်ဒီရှေးဟောင်းပေါ့နော်လူဆွဲရထားဂျပန်လိုဆိုရင်တော့သူကဂျင်းလီခိရှာလို့ခေါ်ပြီးတော့မြန်မာလိုဆိုရင်လူအားသုံးရင်လို့အဓိပ္ပာယ်ရပါတယ်။ဘိန်းတစ်ပိန်းပါတဲ့လင်းငယ်လေးကိုကျွမ်းကျင်တဲ့လဲမောင်သမားပေါ့နော်ဂျပန်လိုဆိုရင်ရှာဖုလို့ခေါ်တယ်။သူကနေပြီးတော့မှရှေ့ကနေဆွဲပေးရတာပေါ့နော်။ဒီနေ့ကျမှတော့ဒါကဂျပန်ရိုးရာယဉ်ကျေးမှုတစ်ခုအနေနဲ့ခီးသွားရေးကြတယ်မှာကစားလေးရရှိပါတယ်။ဒီစာဖစ်ကဘာကြောင့်ထူကြရလဲပေါ့နော်လမ်းလျှောက်တာတဲ့ဆိုင်ရင်ပုံမြင့်တဲ့နေရာကနေပြီးတော့ပတ်ဝန်းကျင်ကိုကြည့်ရတဲ့ကြောင့်မို့မြင်ကွင်းကပို့ပြီးတော့ထူကြပါလိမ့်မယ်နောက်တစ်ချက်ကကျတော့လဲမောင်းသမားတွေကဒေသခံကျွမ်းကျင်သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဆာကုဆာရဲ့တမိုင်းကြောင်းတွေပြီးသွားလို့ရှိရင်လူသိနေတဲ့လမ်းကြားတွေကအစပေါ့နော်အကောင်းဆုံးဓာတ်ပုံအန်ဂယ်ရနိုင်မယ့်နေရာတွေကိုသူတို့ကပြောပြပေးနိုင်တယ်အင်္ဂလိပ်လိုပြောနိုင်တဲ့ staff တွေလည်းရှိပါတယ်တတောင်းတရှိလားဆိုရင်တော့နွေရာသီမှာဆိုရင်သူကအမိုးပါတဲ့ဟာလည်းရှိတယ်ဆောင်းရာသီမှာဆိုရင်တော့နွေးထေးရဲ့ပေါ့နော်ဆောင်းနွေးတို့ယူနွေးအိတ်တွေတို့အစရှိသဖြင့်သူတို့ကပြင်ဆင်ပေးတတ်ပါတယ်တဲ့နော်ဈေးအဖြစ်ကြီးလားဆိုရင်တော့သူက10မိနစ်ကနေ15မိနစ်စီးလို့ရတဲ့ဟာလည်းရှိရဲအဲ့ဒါဆိုရင်တော့ရန်3000ကနေ4000ကြာပဲရှိရဲ30မိနစ်60မိနစ်အစရှိသဖြင့်ရှိရပေါ့နော်အဲ့ဒါတော့ဈေးကကျတော့သူအစရှိပါတယ်စကြမှာဆိုရင်တော့ဒီပေါ့နော်စံစိုးကြီးတံပဲတွေကိုဝင်လိုက်ပြီးဆိုတာနဲ့သူကဘယ်အောင်စတွေ့ရမလဲဆိုတော့ဈေးတန်းကိုစတွေ့ရပါလိမ့်မယ်ဈေးတန်းမှာဆိုရင်ဂျပန်ရွက်မုတ်ကလေးတွေရှိတယ်ဂျပန်ရွက်မုတ်ကလေးတွေကိုမီးဆန်းပြီးတော့ဓာတ်ပုံရိုက်လို့လည်းလှပါတယ်ဈေးတန်းထဲမှာဆိုရင်မုတ်တွေမကဘဲနဲ့အမတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေကီမိုနိုနဲ့လုပ်ထားတဲ့ပစ္စည်းလေးတွေပေါ့ဖက်နက်တွေအင်္ကျီတွေကအစားဝယ်လို့ရပါတယ်ဈေးရဆုံးမှာဆိုရင်တော့ဒီဆန်းစိုးကြီးတံပဲဖျားเจ้าကိုစပြီးတော့တွေ့ရပါလိမ့်မယ်။အစချင်းဝင်ချင်းနေရာမှာဆိုရင်တော့သူကအမွေးတိုင်နှစ်သားတိုင်နေနဲ့ပူဇော်လို့ရတဲ့နေရာလေးရှိရဲ။နောက်တစ်ခုကကြတော့ကန်ဆယ်မင်းနိုင်လို့ရတယ်ပေါ့နော်။ရန်တရားပဲပေးရပါတယ်မိမိရဲ့ဒီပေါ့နော်ကံအခြေအမူတွေကအစအကုန်လုံးပြောရလို့ရှိရင်မိမိကံကောင်းတဲ့အရက်ဒေတာအကုန်လုံးကိုရေးထားတာပါနောက်ထပ်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးကကြတော့ဒီပေါ့နော်ဝင်ချင်းမှာဆိုရင်ဘယ်ဘက်မှာရှိတဲ့ဘုံချောင်းပုံစံမျိုးအဆောက်အုံလေးဖြစ်ပါတယ်အဆောက်အုံလေးကလည်းရင်သက်ရှင်မိုးပဲကောင်းအောင်လှပပါတယ်ဖျားเจ้าနဲ့လမ်းကျလိုက်မယ်ဆိုရင်တော့ဒီလိုမျိုးပေါ့နော်တိုကျိုစကိုင်းထရီကိုလည်းမြင်ရပါတယ်ရှုခင်းကတကယ်ကိုမှရင်သက်ရှင်မိုးပဲရလှပတာကိုမြင်တွေ့ရပါတယ်ဘုရားကျောင်းမှာဝတ်ပြုပြီးသွားပြီဆိုရင်တော့ဒီအပေါ်စီးကနေပြီးတော့ပေါ့နော်တစ်မြို့လုံးကိုလှမ်းပြီးတော့ရှုခင်းကြည့်လို့ရပါတယ်မိုးစည်းတန်းတွေလည်းရှိပါတယ်တကယ်လို့ဘိုက်စာရဲဆိုရင်တော့မိုးစည်းတန်းတွေမှာလည်းဝဲပြီးတော့စားလို့ရပါတယ်ကျွန်တော်အမြဲတမ်းသွားနေတဲ့အခါကျရင်စားတာကတော့တာကိုယာကီစားလေးရှိရဲ့
ပြန်ထွက်လိုက်ပြီးတော့လမ်းလေးနည်းနည်းလျှောက်ပြီးတော့ဆူမီတာမြေကမ်းဘေးကိုတွားပါအဲ့မှာဆိုရင်ပန်းချံရှိတယ်တိုဆိုစကိုင်းထရီရောသူကလည်းအနီးကပ်ဆုံးမြင်ရတဲ့နေရာမို့လို့တပုံရိုက်လို့လည်းမတရားလှပါတယ်ဒီ route တိုင်းတွားရဆိုရင်တော့ရထားကတစ်ခါပဲလဲကုန်တယ်တနေ့ကုန်လဲလဲလို့ရတယ်ပေါ့နော်နောက်ထပ်ဂျပန်အကြောင်းနေသိရှင်ရင် follow လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်